မင်္ဂလာပါရှင်စစ်ကောင်စီရဲ့ဘောလကဲပြူဟာကာကင်းများကိုဂရနီတပ်ပေါင်းစုကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်သားအယောက်60ကျော်ကိုချေမှုန်းကလက်နက်ခဲယမ်းများသိမ်းဆည်းရမိတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်စစ်ကောင်စီရဲ့ဘောလကဲအခြေဆိုင်ပြူဟာစခန်းကြီးရဲ့ကာကင်းစခန်းများကိုဂရနီတပ်ပေါင်းစုကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့စစ်သားအယောက်60ကျော်တေဆုံးကလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းဂရနီတပ်ပေါင်းစု CUC အဖွဲ့ JCS ကထုတ်ပြန်ထားပါတယ်။ JCS ရဲ့ကုကံမှုဖြင့်မလ4ရက်နေ့မှာဖာဆောင်ပေါ်လက်ခဲတို့ကိုစစ်စင်ရဲစတင်ခဲ့ပြီးတော့ကာကင်းစခန်းများဖြစ်တဲ့အမိုက်ကျင်းကြောက်ခွဲဆက်ရေကျုံရေနီပေါဝမ်မလန်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင်ဖာဆောင်မျိုးမိသက်တိုင်းနဲ့ရေစိတ်တို့ကိုလည်းတိုက်ခိုက်ကန်တန်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။အဲ့ဒီစစ်စင်ရဲ့အတွင်းလက်နက်ကြီးငယ်16လက်နဲ့ရန်သူစစ်တုပ်ပန်းများကိုတင်စီရမိခဲ့ပါတယ်။မလ28ရက်နေ့ကလောက်ခဲ့တဲ့ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုအပေါ် JCS အနေနဲ့ထပ်တူဝမ်းနည်းတဲ့အကြောင်းဆိုထားပါတယ်။ဂရနီပြည်နယ်အတွင်းမှာစစ်ကောင်စီကစစ်စင်ရဲများရပ်တန့်ခြင်းမရှိဘဲဆက်လက်လှုပ်ဆောင်လျက်ရှိနေတဲ့အတွက်တပဝပေးအန်တီကဲဆယ်ရဲလုပ်ငန်းများအပေါ်ချင်းညက်ကစစ်ကောင်စီရဲ့တိုက်ခိုက်မှုအပေါ်မူတည်ပြီးလှုပ်ဆောင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဂရနီပြည်နယ်တော်လန်ရဲ့အဖွဲ့များကိုစုစည်းပြီးတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာလွတ်မြောက်နိုင်ရဲ့အတွက်ဂရနီတပ်ပေါင်းစု CUC အဖွဲ့ကို2024ခုနှစ်နိုဝင်ဘာလအတွင်းဖွဲ့စည်းပြီးတော့ခန်းစစ်ထိုးစစ်တို့ကိုကုတ်ကဲခဲ့ပါတယ်ရှင်။